ရဲ့ဖြစ်ပြများကောင်းမဲ့မဟုတ်ဆိုးတွေလည်းတွန်းတွဲလို့ပါလာနိုင်တယ်အချိန်ကြဘလူတွေကြိုးစားလို့ရင်ဆိုင်မှာလဲကြုံလာများလောကရန်ကိုရှုံးပေးပဲအန်ထိတ်လို့ရှင်းပြိုင်မှာပဲလဲကြရင်ပြန်ထမှာငါမှရှိတဲ့အားရင်ထိုးနေထိုင်နေလို့တော့ဘာမှပြစ်ရှောင်းနိုင်မှရောက်နိုင်မယ်ဘွားကရေသုံးမှာစံတက်လို့ဒုက္ခတွေလည်းများလာပါတယ်မင်းတို့ပုံမှန်ဖို့နေညာပြက်ရုံးကန်ရဒါကလောကကြီးမှာလူတိုင်းကြုံလို့ဖြတ်တန်းနေကြရတဲ့ထုံးနဲ့လားပြက်တက်လာလိုက်တဲ့ကုံသေးနှုံးတွေလိုက်လို့တော့မိဘွားတွေကိုရိုက်ဆုပ်တယ်မိလောကန်ကိုကြံ့ခိုင်ဖို့ညာတိုင်းသိရွယ်6တွေရိုက်ရှို့ခဲ့မိလောက်ကောင်းလို့ထမင်းသိုးထဲမှာပဲပျော်နိုင်တဲ့ဘွားရာကပတ်စံရှိမှပျော်နိုင်တဲ့ခါလူတိုင်းကကမ်းမမြင့်လမ်းမမြင့်နဲ့ဒီပင်လေကြီးတဲ့ပဲကူးခန့်နေကြလောက်ပဲရိုးသားပြီးကြိုးစားတာညံ့နေတာဒီစုခတ်တွေကြလုံမြပြုတ်မရနဲ့စိတ်တွေမိဒိတ်ပဲမရှိကြိတ်တွေမသိချက်တဲလုံးနဲ့နေရတိုင်းမှာရက်ဆက်မှုတွေကြည်ပဲအပြေဆုံးလုံးနဲ့ဘွားထဲမှာလည်းခက်ခဲမှုတွေပြည့်ပဲရက်ဆိုင်ဖို့လည်းဖြစ်နိုင်တော့ငါရှေ့ဆက်ဖို့လည်းတွေ့ဝေးဒီမီတာစုနဲ့ဝမ်းရည်ကြားအဆင်ပြေနိုင်တဲ့ခြေနေချက်တဲလုံးနဲ့နေရတိုင်းမှာရက်ဆက်မှုတွေကြည်ပဲအပြေဆုံးလုံးနဲ့ဘွားထဲမှာလည်းခက်ခဲမှုတွေပြည့်ပဲရက်ဆိုင်ဖို့လည်းဖြစ်နိုင်တော့ငါရှေ့ဆက်ဖို့လည်းတွေ့ဝေးဒီမီတာစုနဲ့ဝမ်းရည်ကြားအဆင်ပြေနိုင်တဲ့ခြေနေအခက်ဆုံးဆိုရဲ့နေ့တိုင်းကဘိုးဘန်ပနာရီချဆုံးပြဆရာရဲ့ဗျာနာမနေရသုံးတဲ့တက်ဖို့အတွက်တာတင်ပြသွားငါဘွားရဲ့အတွေ့အကြုံများနဲ့ step by step ဆက်လမ်းနဲ့ခြေလမ်းချက်တုံဆိုင်မနေပဲလမ်းရောက်စုမရှုပ်သမျှဒါသီးတွေကိုရိုက်ထုတ်ဖြစ်ပြောပြသမျှအကောင်းမြင်တိမ်မဲချနေငါတိုင်းဝိုင်းကိုစော်ရင်းပါတဲ့စောက်စင်းနဲ့ပြီးပြရိုက်ထုတ်ရှင်းလင်းပြချင်တာရွယ်တစ်ခုမြောက်သေးခင်စကိုနာနီကက်ဆုံးဆိုလောကတည်းများရင်ပေါင်းတဲ့ဖြစ်တွေ့ဆုံးနေရတစ်ဖြည်းချင်းသိတဲ့လောကတဲ့ဂျိုက်တဲ့လို့တော့မကွန်တော့ကမြန်ဒေါ်လာရှေ့ကိုတန်းနေနဲ့လောဘမာရီကြီးတဲ့ကိုများလာပဲချင်းချင်းငဲ့ညာမှုတွေဆိုတာမရှိဒီလူတွေစာပြီးဆက်တဲ့တိုင်းခစ်ချင်းနေပို့ပြီးရန်တမကြီးလာတဲ့ငွေစက်ကူရွက်ရေးပပုံအောင်တတ်တာရဲ့တွေးကြည့်တိုင်းတွေးရင်ဝေးလေပို့ပြီးနဲ့ပပောင်းသုံးတွေရဲ့ဂျာတုံးနဲ့ချက်ရဲ့အခြေကအောက်ကလွတ်ပါမလားအထက်တလက်ကင်းပါမရနေနေစူးစမ်းလာတဲ့မြဂျုံလုံးပေါ်မှာတေချာရောသက်ထားတဲ့ကာလာများလို့ပဲလားချက်တဲလုံးနဲ့နေရတိုင်းမှာရက်ဆက်မှုတွေကြည်ပဲအပြေဆုံးလုံးနဲ့ဘွားထဲမှာလည်းခက်ခဲမှုတွေပြည့်ပဲရက်ဆိုင်ဖို့လည်းဖြစ်နိုင်တော့ငါရှေ့ဆက်ဖို့လည်းတွေ့ဝေးဒီမီတာစုနဲ့ဝမ်းရည်ကြားအဆင်ပြေနိုင်တဲ့ခြေနေချက်တဲလုံးနဲ့နေရတိုင်းမှာရက်ဆက်မှုတွေကြည်ပဲအပြေဆုံးလုံးနဲ့ဘွားထဲမှာလည်းခက်ခဲမှုတွေပြည့်ပဲရက်ဆိုင်ဖို့လည်းဖြစ်နိုင်တော့ငါရှေ့ဆက်ဖို့လည်းတွေ့ဝေးဒီမီတာစုနဲ့ဝမ်းရည်ကြားအဆင်ပြေနိုင်တဲ့ခြေနေ